Okay, Mingala, yeah, no, a cool using the Randioga, the Beshmigane, a cool nachu, no, a cool nachu, yeah, Abjaro, Uze do Mira or a cool nachu, Maku using the Ipugu nachu chura, yeah, not a Kuga, Leju chura. No, radio chura, you using Pianco, Yamame, and all good Yama Pit, Rejam, Uzinu, Sayat did cook Kovame, Sayat did cook Kovo, Uzinuga, the fine ego, no, and a fine egg and a video, and the use or a lego, down like no. Down like Vizura de Matrocuma set up of Lijam, Itama, Uzino Saya Saguro, if who say you like me, Abjaro, Uzino Sayako, Lela, you like me, no, Adma. Orientation ma to ye why ye so you know she that to ye why ye no she that take using the leg which you like no the corner number of people no saya can to your table you like no now we are the margin majaro a column 0.3 never time no okay 0.3 time then a comb the matano tabizano and all a cool can be the 0.3 တွေပဲအကုန်လုံးပြန်ရိုက်ထည့်ပါเนาะအဲ့တော့ရိုက်တဲ့အခါမှာလည်းပဲဒီခုနကဒီရိုက်ထည့်ရင်လည်းရပါတယ်เนาะတက်နဲ့ခုံလည်းရပါတယ်ဒါမှမဟုတ်ရင်မောင်းနဲ့သွားရင်လည်းရပါတယ်အဲ့တော့ 0.3 ပေါ့เนาะဟုတ်ပြီအဲ့လိုဆိုရင်ဒီ margin မှာအကုန်လုံးပတ်ပတ်လဲ 0.3 ထားခဲ့မယ်အဲ့လိုထားပြီးပြီဆိုရင်ခုပြန်ပြောပါမယ် size ရဲ့ size ကတော့ A4 ပါเนาะ orientation မှာတော့ dot ရယ် white ရယ်လို့နှစ်မျိုးရှိတဲ့ထဲက white ကိုပဲသုံးပါမယ်เนาะအလဲလိုက်ယူမယ်ဆိုတဲ့သဘောပေါ့เนาะဒီခုန option မှာကြတော့ဒီ table site မှာတော့ဦးဇင်းတို့ဒီ select ကလေးအကယ်၍ဒီချက်မှတ်ကလေးပေးထားမယ်စာရက်က LNR ဆိုပြီးတော့အပြူလိုက်ဘယ်ရောညာရောအပြူလိုက်လာမှာပေါ့เนาะအဲ့တော့ဦးဇင်းတို့အပြူလိုက်မလို့ချင်ပါဘူးမလို့ချင်တဲ့အတွက်ကြောင့်မလို့ option မှာဒီမှတ်ချက်ကလေးဖြုတ်ခဲ့ပါမယ်ပေါ့เนาะအဲ့လိုဖြုတ်ပေးပြီးဆိုရင်ဒီမှာ number of ပေးတယ်စာရက်ကတော့ဘယ်နှရက်ယူမှာလို့ဆိုတော့ဒီမှာကိုကြိုက်တဲ့လောက်ရက်ယူလို့ရပါတယ်เนาะဦးဇင်းကကိုတရက်ပဲတောင်းပါမယ်အဲ့တော့ဒီ margin မှာတော့အကုန်လုံးပတ်ပတ်လဲ 0.3 လို့ထားပြီးတော့ okay ပေးလိုက်မယ်ပေါ့เนาะအဲ့လိုဆိုရင်ဦးဇင်းတို့ခုစာရက်အသစ်တစ်ခုဒီမှာရပြီပေါ့เนาะရပြီဆိုတော့အခုဦးဇင်းတို့ဒီ A4 နှစ်ချိုးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ A4 ကိုထောင်းလိုက်ရှိတဲ့ထဲကအဲ့တော့ဘယ်လိုသွားမလဲဆို layout ထဲကနေပြီးတော့ဒီမှာ column guide ဆိုတာရှိပါတယ်ဟုတ်ပြီဦးဇင်းတို့ပြန်ပြောပါမယ်เนาะအဲ့တော့ဘယ်လိုသွားမလဲဆိုတော့အခုဒီစာရက်ကအထောင်းဒီအလဲလိုက်ကလေးရလာပြီเนาะ layout ဒီ menu bar တွေက layout ကိုသွားပြီးမှဒီမှာ column guide ဆိုတာရှိတယ်အဲ့ column guide လေးကိုတစ်ချက်နေပြီးတော့ဒီမှာnumber of column နဲ့ဘယ်နှ column ခွဲမှာလဲဆိုတော့ဦးဇင်းတို့က2 column ခွဲမယ်เนาะ2 column ခွဲမယ်ဟုတ်ပြီဒီမှာ2လို့ဒီမှာရိုက်ထည့်လိုက်ပေါ့เนาะ spacing နဲ့အဲ့ column 2ခုရဲ့အကြားမှာเนาะ column 2ခုရဲ့အကြားမှာဦးဇင်းတို့ဘယ်လောက်ထားမလဲဆိုတော့ဟိုဘက်မှာဦးဇင်းတို့ခု margin ခြံခဲ့တာက 0.3 ခြံခဲ့တဲ့အတွက်ကြောင့်မလဲအဲ့တော့ဟိုဘက်ကဒီဘယ်ဘက်မှာလဲ 0.3 ညာဘက်မှာလဲ 0.3 ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုတော့ 0.6 ဆိုပြီးတော့ထားလိုက်ပြီပေါ့နော်အဲ့တော့စစ်ထားမှာဟိုဘက်မှာ 0.3 ဒီဘက်မှာ 0.3 ဖြစ်မှာပေါ့အဲ့လိုဆိုရင် number of column မှာ2 column ထားမယ်အခုကြတော့ spacing နော် between နဲ့ column ဒီ column နှစ်ခုရဲ့အကြားမှာတော့ 0.6 လို့ထားပြီးတော့ okay ပေးလိုက်ပါเนาะဒါဆိုရင်ဒီမှာရပါဟုတ်ပြီဒီကောင်ကို2 column ကိုဦးဇင်းတို့ဗာထားခြင်းတယ်လဲဆိုတော့2 column ကိုဗာထားခြင်းတယ်လဲဆိုတော့ဒီအလဲကောင်ဖြတ်သားပါတစ်ခါတည်းထည့်ခြင်းတယ်ဆိုရင်ဘာလေးလုပ်ပေးရမလဲဆိုတော့ဦးဇင်းတို့ကဒီ2ပါတဲ့ကဒီခုနဘာလို့ဆိုတော့ဒီနောက်ဆုံးอ่ะပေါ့เนาะ elif 2ပေါ့เนาะဒီ elif ဒီ၄တော့ကွက်ကလေးပေါ့ဒီဘက်ကကွက်ကလေးနဲ့elif 2လို့ခေါ်လို့เนาะဒီတော့ခုန၄ခုမြောက်ကဒီ2လေးနဲ့ပေါ့เนาะအဲ့တော့ဒီ2လေးနဲ့ပြီးတော့ဦးဇင်းတို့ဒီကနေပြီးတော့ဒီ down ကနေပြီးတော့ဒီလိုလေးဆွဲချလာเนาะဒီခုလိုလောက်တာကဒီတောင်လေးကိုဒီလိုဆွဲချတာကဘာလို့လောက်တာလဲဆိုရင်ဦးဇင်းတို့ဒီဘဟုကိုလိုချင်လို့ပေါ့เนาะစာရွက်ကိုအလဲကနေပြီးတော့ဦးဇင်းတို့ကမြင်သားခြင်းတဲ့အတွက်ကြောင့်ဘဟုကိုလိုချင်တဲ့အတွက်ကြောင့်မလို့ဒီလိုလောက်တာပါဟုတ်ပြီเนาะအဲ့လိုဆိုခုဒီမှာမဲမဲကြီးပေါ်နေတယ်ပေါ့เนาะမဲမဲကြီးပေါ်နေတဲ့ထဲကဘာဖြစ်လို့ပေါ်လာလဲဆိုတော့သူကဒီမှာဖေးဝင်နေလို့ပေါ့เนาะအဲ့တော့ဖေးဖြောက်ခြင်းနဲ့ဆိုရင်ဦးဇင်းတို့ဘယ်မှာသွားမလဲဆိုတော့ဒီမှာ face and stroke ထဲကနေပြီးတော့သွားလဲရပါတယ်သို့မဟုတ်ဒီ face ထဲကနေသွားလဲface and stroke ထဲကနေပြီးသွားလိုက်မယ်เนาะဒီ face ထဲမှာဒီမှာ solid ဖြစ်နေတဲ့အတွက်ကြောင့်သူ့ကို
nan ဆိုပြီးတော့ထားလိုက်မယ်เนาะဒီမှာတော့ point လေးထားလိုက်လို့เนาะကာလာကတော့ဒီမှာဘာမှမသုံးတော့ဘူးအဲ့တော့ ဖေးကိုမထဲတော့ဘူးဆိုတဲ့သဘောပေါ့အဲ့တော့ဖေးမထဲတော့ဘူးဒီလိုလေးဖေးမထဲဘူးဆိုတော့ဒီလိုပြန်ဒါဆိုရင်ဒီမှာအလေကောင်လေးကိုဒီလိုလေးမြင်းနေရတယ်ပေါ့เนาะအဲ့ဒီလိုမြင်းနေတဲ့အချိန်မှာဦးဇင်းတို့ကဒီ cyber ကလေးရဲ့အလေကောင်တိတိကျကျလေးဆွဲခြင်းတဲ့အတွက်ကြောင့်လို့ဒီခုနက pointer 2လေးကိုရွေပြီးတော့ဒီဘက်ကပေတံလေးဒီလိုလေးဖိပြီးတော့ဆွဲလာခဲ့အဲ့ဒီလိုဖိဆွဲလာခဲ့မှဒီမှာဘိုးရပြီပေါ့เนาะအဲ့ဒီလိုဘိုးရတဲ့ချိန်မှာဦးဇင်းတို့ခုနကဒီကကိုဒီဆွဲထားတဲ့၄000ကွက်ကလေးကိုမလိုချင်တော့ဘူးမလိုချင်တဲ့ခါကျသူ့ကိုဆက်လက်မှတ်ပြီးဖြတ်ထုတ်เนาะဖြတ်ထုတ်မှဆိုတော့ခုနဘာယူမလဲဆိုရင်မူတူလေးကိုယူပြီးတော့သူ့ကိုဆက်လက်မှတ်ဒီလို edit ဖြစ်နေတဲ့ချိန်မှာ delete လွှဲနှိပ်လိုက်ပါเนาะဒါဆိုရင်ဒါ A4 နှစ်ချို့ရပါပြီเนาะဟုတ်ပြီပါဒီနှစ်ချိုးကတော့ဒါဟုတ်ပြီအဲ့တော့၄ချိုးလုပ်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ဦးဇင်းတို့ဒီထဲကနေသွားပါမယ်ဒီဆိုတော့ဒီ utility တွေကနေပြီးတော့ဒီမှာ plug-in ဆိုတာလေးရှိတယ် utility တွေ plug-in တွေကနေမှဘယ်ကိုသွားမလဲဆိုတော့ guide manager ဆိုတာရှိပါတယ်เนาะဒီ guide manager လေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့တော့ဒီမှာဒီလိုလေးကြာလာ guide manager တက်လာပြီပေါ့เนาะcolumn လေး column ကเนาะဒီမှာ ruler ဒီခုနတော့က guide တိုက်ထဲမှာ guide ထဲမှာ column ရ ruler တွေနှစ်မျိုးရှိတဲ့ထဲက column ကတော့နှစ် column ထားမယ်เนาะ ruler ဆိုတာလေးကိုရွေးပြီးပြီဆိုရင်ဒီမှာလဲဦးဇင်းတို့ column မှာလဲ2เนาะ row မှာလဲ2ဆိုပြီးတော့နှစ်ခုထည့်လိုက်เนาะအဲ့တော့ row 2column လဲ2သူ့မှာလဲဒီဘက်ကเนาะ getter မှာကြတော့ဘယ်လောက်ထားမလဲဆိုရင်ဦးဇင်းတို့က 0.6 ဆိုပြီးထားမယ်ဒီမှာလဲပဲ 0.6 ဆိုပြီးတော့ထားမယ်เนาะအဲ့တော့ဒီထဲခုနကတော့ guide တိုက်ထဲမှာ၃မျိုးရှိပါတယ်အဲ့တော့ column ရဲ့ ruler ဆိုတာလေးကိုရွေးပြီးတော့ဒီ column မှာလဲ2 row မှာလဲ2သူတို့ရဲ့နှစ်ခုဒီ guide တိုက်เนาะ getter မှာကြတော့ဘယ်လောက်ထားမလဲဆိုရင် 0.6 เนาะဟိုဘက်မှာဦးဇင်းတို့ထားခဲ့တာဟုတ်เนาะဒီမှာဆိုရင်ဒီမှာဒီပုံစံလေးပေါ်လာအဲ့လိုပေါ်လာတဲ့အချိန်မှာမလုပ်မလဲဆိုရင် apply เนาะ apply ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်ရသွားပါပြီเนาะဒါလေးကိုမလိုတော့ဆိုတော့ okay ပိတ်လိုက်ဒီမှာဆိုရင်ဦးဇင်းတို့ဘာရလာပြီဆိုရင်ဒီမှာ၄ column ရလာပြီပေါ့အဲ့ဒါ၄ column ပဲသူဖြတ်သားလေးပါတခါနဲ့ထည့်ခြင်းနဲ့ဆိုရင်ဒီခုနကတော့၄000ကွက်ကလေးပေါ့เนาะဒီ2ထဲကနေပေါ့ဒီခုန2ပေါက်ထဲကဘယ်နှခုမြောက်လဲ4ခုမြောက်ကเนาะဒီခုနဒီ4000ကွက်ကလေးနဲ့เนาะ4000ကွက်ကလေးနဲ့သူ့ကိုဒီကနေတောင်လေးကနေပြီးတော့ဒီလိုလေးဖိဆွဲလိုက်เนาะဖိဆွဲလိုက်အဲ့လိုဖိဆွဲခုနတော့ဝါဝင်းနေပြန်ပြီเนาะအဲ့တော့ဖေးဝင်နေပြန်ဖေးကိုပြန်ဖြုတ်ဖို့အတွက်ပဲသွားမလဲဆိုရင် fail and stock ဆိုတာလေးကိုသွားပြီးမှဒီခုန solid ဖြစ်နေတဲ့နေရာမှာမလုပ်ရမလဲဆိုတော့ none ဆိုတာလေးကိုထားလိုက်ဒါဆိုရင် okay နှိပ်လိုက်ဒါဆိုရင်ဦးဇင်းတို့ဒီမူတူလေးကိုပြန်ရွေးเนาะခုနမူတူလေးကိုရွေးပြီးမှဒီဘက်ကပေတံလေးတစ်ချက်ဆွဲခဲ့เนาะဒီဘက်အလဲကောင်ထားနောက်တစ်ခုကပေါ်ကပေတံလေးပဲမောက်ကလေးနဲ့ဖိပြီးဆွဲခဲ့ဒီလိုလေးထားเนาะဒါဆိုရင်အလဲကောင်ဒါဖြတ်ဖို့အတွက်ထက်တယ်เนาะဖြတ်သားအတွက်ဒီဘက်မှာ 0.3 ဒီဘက်မှာလည်း 0.3 ဆိုပြီးတော့ဒီလိုဟုတ်ပြီအဲ့လိုဆိုရင်ခုနတော့ကဒီ4000ကွက်ကလေးမလိုတော့ဘူးမလိုတဲ့အတွက်ကြောင့်သူ့ကိုဆက်လက်မှတ်မယ်เนาะဒီလိုလေးဆက်လက်မှတ်လိုက်ဒီလို edit ဒီလိုတုံးလေးတွေဖြစ်နေတဲ့ချိန်မှာဘာကိုနှိပ်ရမလဲဆိုရင် keyboard ကနေပြီးတော့ delete ဆိုတာလေးကိုနှိပ်လိုက်เนาะဒါဆိုရင်၄ကွက်เนาะရပြီဒီမှာအလဲကောင်ကဒါလေးတွေထည့်တာကဖြတ်ဖို့အတွက်ထည့်ပေးထားတာပါเนาะဒါဆိုရင်ဒီမှာကိုစတိုင်ကတော့ဒီမှာကိုကြိုက်တဲ့ပန်းမောင်ထည့်ရင်လည်းထည့်အစာရိုက်ချင်လည်းရိုက်ပေါ့เนาะဒါဆိုရင်2 column 4 column ဒီလိုခွဲရပါတယ်ဗျာเนาะဒါဆိုရင်အလုပ်ဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာเนาะ